အားလုံးပဲမင်္ဂလာပါဒီရမြတဲ့ကျုံးမဲ့ဝါပဲကုမ္ပဏီကနေမှကြိုဆိုလိုက်ပါတယ်ဗျဒီနေ့မှာတော့တယ်သွားတယ်လာအနေနဲ့လည်းသုံးကျင်တယ်အိမ်မှာအထိုင်သုံးကျင်ပါတယ်ဆိုတော့ customer တွေတော့ကိုမှအိမ်ဆောင် pocket wifi လေးတွေကိုမိတ်ဆက်ပြီးသွားမှာပဲဖြစ်ပါတယ်ဗျကောင်လေးပဲဖြစ်ပါတယ်ဗျ model MF967 လေးပဲဖြစ်ပါတယ်ဗျဒီကောင်လေးရဲ့အားသာချက်လေးကတော့ display function ပါဝင်တာလေးပဲဖြစ်ပါတယ်ဗျအိမ်ဆောင်သုံးမယ်ဆိုလည်းဒီကောင်ကပပချက်လေးတယ်သွားတယ်လာသုံးပြရတာလည်းလွယ်ကူတယ်အိမ်ပတ်ဆိုင်တွေပဲထည့်မလားဘောင်းမီအကတ်တွေလည်းပဲထည့်မလားသုံးရတာလွယ်တယ်တည်ရတာလွယ်တယ်ဒါပေမဲ့ဒီကောင် display function ပါဝင်တာပြောကြအောင်လို့ဖုန်းpanel လုံးထိဆက်သုံးပြနေတယ်တိုင် panel တိုင်တက်တယ်ဘယ်စင်ကတ်ကိုထည့်သွင်းသုံးပြနေ user name password စတာတွေကစအသေးစိတ်ပြပေးပါတယ်ဗျဒီကောင်လေးကတော့ battery 3000 mAh နဲ့လာမှာဗျ battery 3000 mAh နဲ့လာပြောကြအောင်မလို့သူ့ကြီးပဲအားပြည့်သူမျိုး3မျိုးဆိုတော့နေတော့6နာရီ9နာရီဝန်းကျင်လောက်ထိကိုအားကောင်းကောင်းခံပါတယ်ဒီကောင်လေးကလည်း wifi 6 နည်းပညာနဲ့လာမယ်တားသွင်းပေါက်တွေနဲ့တိုက်စီနဲ့လာမှာဗျဒီကောင်လေးကိုကျွန်တော်ရောင်းချပေးမယ်ဈေးနှုန်းလေးကတော့3,600,000 ကျပ်ပဲဖြစ်ပါတယ်ဗျအာမခံပိုင်းနဲ့ပတ်သက်ပြီးတော့စိုးရိမ်မနေပါနဲ့အာမခံပိုင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်စက်တွေအကုန်လုံးကိုအာမခံ6လတိတိပေးထားပါတယ်အာမခံ6လအတွင်းမှာ software error ဖြစ်တာမျိုးဥပမာဆိုရင်ကျွန်တော်တို့ password user နဲ့ချိန်မရတဲ့ error မျိုးတို့wifi ချိန်မရတဲ့ error OSIM မဖတ်တဲ့ error မျိုးဆိုကျွန်တော်ဘက်ကနေမှ set တစ်ပြန်ချိန်ပေးပါတယ်ဗျ set တစ်ပြန်ချိန်တဲ့အခါမျိုးမှာဆိုလဲကိုလိုဘက်ကတပြားချက်မှပေးစရာမလိုဘူးကျွန်တော်က set အသစ်တစ်လုံးနဲ့အလိုက်ပြန်ချိန်ပေးလိုက်တာမျိုးပဲဖြစ်ပါတယ်ဗျအခုကျွန်တော်ပြရတဲ့ set တွေအကုန်လုံးကိုကျွန်တော်တို့ TR United ကျုံးမဲ့ wifi ကုမ္ပဏီမှာလက်လီလက်ကမအောင်ရရှိနေပြီဖြစ်ပါတယ်ဗျကျွန်တော်တို့ TR United ကျုံးမဲ့ wifi ကုမ္ပဏီရာဆိုရင်တော့မြန်မာနိုင်ငံလုံးကိုကျုံးမဲ့ wifi ဆက်အမျိုးအစားအစုံလင်ကိုလက်လီလက်ကဖြန့်ဖြူးပေးနေတဲ့ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့ယုံကြည်စိတ်ချစွာဝယ်ယူမှာယူနိုင်ပါတယ်ဗျကျွန်တော် TR နဲ့ကျုံးမဲ့ wifi ကုမ္ပဏီမှာကျုံးမဲ့ wifi ဆက်အမျိုးအစားအစုံလင်ကိုလက်လီလက်ကမှာယူလိုပါက Viber နံပါတ်39955100ကိုအသေးစိတ်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ဗျအားလုံးကိုထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျ